မြေသားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ကားတွေရောမကြည့်ကြည့်โอ้ရေတွေကိုထွက်လို့ကျုံตัวเอาထဲမှာမြေကြီးထားတဲ့အချိန်နဲ့ဒါမှမဟုတ်လမ်းကြောင်းတလားလောက်ကတော့ဟိုင်းရစ်သားနဲ့ကျင်းဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရောဒီနေသားကိုတလားလောက်နဲ့ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ကြောင်းကျတော့အင်မတန်မှဟိုမှာကားကြီးကိုဘက်ဆက်သွားလို့မရတော့ဘူးမရတော့ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါယူကားတစ်စီးမှာလည်းတော့ဘာမှမဟုတ်ဘဲနဲ့ရှင်းမလို့ရတယ်ကူးကြမှာလို့ရှားပါလေအပေါ်လေဆိုခုနိုင်တယ်လူကူဟုတ်လား။ဟာစင်းညာနေပဲလို့။ဒီကနေ့များလေမင်းတို့